အမျိုးသားတိုင်းဖြတ်တန်းရမည့်ဘဝခရီးစဉ်9အဆင့်အမျိုးသားတဦးရဲ့ဘဝဟာရုန်းကန်မှုတွေတိတ်တဆိတ်နာကျင်မှုတွေနဲ့တိဆောက်ထားတဲ့ခရီးတစ်ခုပါလူတိုင်းမမြင်နိုင်တဲ့ဒီခရီးစဉ်ရဲ့အဆင့်9အဆင့်ကိုအတူတူနားဆင်ကြည့်ရအောင်အဆင့်တက်အပြစ်ကင်းစင်တော်လဲအပိတ်လောင်ခံရသူယောက်ျားလေးအတော်များများဟာငယ်စဉ်ကတည်းကစိတ်ခံစားချက်တွေကိုမျိုးသိပ်ဖို့တင် जा ခံရတတ်ပါတယ်ယောက်ျားပီပီနေဆန်းဒါမှမဟုတ်မငိုနဲ့ဆိုတဲ့စကားလုံးတွေအောက်မှာသူတို့ရဲ့နူးညံ့တဲ့စိတ်အခြေခံလေးတွေဟာမပွင့်လန်းခင်ကတည်းကဖိနှိပ်ခံလိုက်ရပါတယ်အဆင့်နှစ်လမ်းပြောင်းနေသောလူပြိုပေါက်ဒါဟာမိမိကိုယ်ကိုရှာဖွေရတဲ့အဆင့်ပါပတ်ဝန်းကျင်နဲ့အဝင်ခွင်ကြဖြစ်ဖို့စူးစမ်းရင်းတစ်ဖက်မှာလည်းငါဟာဘသူလဲဆိုတဲ့မေးခွန်းကြားမှာသူတို့ရုန်းကန်နေရပါတယ်ကဘာကြီးရဲ့တတ်မှတ်ချက်တွေကြားမှာအတိမတ်ပြုခံရဖို့အားထုတ်နေရတဲ့အချိန်ပေါ့အဆင့်3ရီမန်းချက်နဲ့လက်တွေ့ကြားကလူငယ်အောင်မြင်မှုနောက်ကိုအတင်းအဓမ္မပြေးလွှားနေရတဲ့အဆင့်မှာငွေကြေးအခက်ခဲအလောက်ကိုင်ဖိအားနဲ့ရှုံးနိမ့်မှာကိုကြောက်ရွံ့တဲ့စိတ်တွေကသူတို့ကိုခြောက်လန့်နေတတ်ပါတယ်ပြင်ပမှာတမန်တရားဟန်ဆောင်ထားရပေမဲ့အတွင်းစိတ်မှာတော့သူတို့တုံ့လုံနေကြပါတယ်အဆင့်4ဝင်ထုတ်ဝင်ပိုးတွေအောက်ကအိမ်အောင်ဦးစီးဒီအဆင့်မှာတော့အရာရာကိုပြည့်စုံအောင်လုပ်နိုင်ရမယ်ဆိုတဲ့ဖိအားကအောက်သို့ရောက်လာပါတယ်မိသားစုအလောက်ကိုင်ကောင်းဆောင်မှုဒီတာဝန်တွေကြားမှာသူတို့တိတ်တဆိတ်နှိမ့်မွန်းနေတတ်ကြတယ်မဖြစ်နိုင်တဲ့မျှော်လင့်ချက်တွေကိုလိုက်မိဖို့ကြိုးစားရင်းသူတို့မောဟိုက်နေရပါတယ်အဆင့်5ဘဝတဝက်ရဲ့နောင်တနဲ့မေးခွန်းများငါဘဝကဒီလောက်ပဲလားလို့ကိုပြန်မေးလာတဲ့အချိန်မှာအတိတ်ကဆုံးဖြတ်ချက်တွေအတွက်နောင်တရတာအထီးကျန်စိတ်တက်ကြတာတွေခံစားရတတ်ပါတယ်အများရဲ့မေးလျှော်ခြင်းကိုခံရမှာကိုစိုးရိမ်လာရတဲ့အဆင့်လည်းဖြစ်ပါတယ်အဆင့်6နေဝင်ချိန်ကစစ်တီတော်ခန္ဓာကိုယ်ကအိုမင်းလာပြီးအရှိန်ဝါတွေကလည်းလျော့နေလာပြီးကဘာကြီးကသူ့ကိုခြံထားခဲ့ပြီးရှေ့ဆက်သွားနေတယ်လို့သူခံစားရတတ်ပါတယ်။နားရဲ့တန်မိုးကဘာလဲဆိုတဲ့မေးခွန်းကသူတို့အတွက်အဖြေရှာရခက်ခဲနေတတ်ပါတယ်။အဆင့်9ပညာရှိအဖို့အိုနောက်ဆုံးအဆင့်မှာတော့အတွေ့အကြုံတွေပြည့်နှက်နေပေမဲ့အထီးကျန်မှုကကြီးစိုးလာပါတယ်။သူတို့လိုလားတာကငွေကြေးမဟုတ်တော့ပါဘူး။တစုံတစ်ယောက်ကသူတို့ရဲ့စကားကိုနားထောင်ပေးဖို့သူတို့ကိုတန်မိုးထားအမှတ်ရပေးဖို့ပဲဖြစ်ပါတယ်။ဒါဟာအမျိုးသားတိုင်းရဲ့မမြင်ကွယ်ရာကရုန်းကန်မှုတွေပါ။အခုဒီဗီဒီယိုကိုကြည့်နေတဲ့သူကဘယ်အဆင့်ကိုရောက်နေပြီလဲကွန်မန့်မှာပြောပြသွားပါဦး